တည့်နေဟေးကိုကြီးအော်ဤကျော်ဆိုဘာကိစ္စကိုကြီးဝမ်းတာစကားလာပြောတာဝမ်းတာရဟုတ်ဟာတော့ညီမလေးအလုပ်ရသွားပြီနေလို့ရပါပြီဟုတ်တကယ်ဝမ်းတာတယ်နော်နေလို့ရတော့လေငါမိုးပေးရတတ်တာပေါ့ဟာအဲ့ဒါညီမလေးမနေ့ပြင်ကြရင်ခီးတော့မှမလို့ကိုကြီးကိုလာနှုတ်ဆက်တာကြီးသွားမှာဟုတ်ဘယ်ဟိုချက်ပြီပဲလေကိုကြီးရှမ်းပြီပဲဟုတ်ဟာနေကဝေးလာ ਈ လားဟာနေကလေအော်ကိုကြီးရဲ့အလုပ်မရှိပဲနဲ့အလုပ်ရှာနေရတဲ့လူတွေဆိုတော့အလုပ်ရှိနေရတော့ရတာပေါ့အုံးလေးကြီးဟဲ့နားရှိလို့ကြားတာအခုမှအလုပ်ရပြီကြီးကျယ်လေးပြောနေထားတော့အနေခုသွားတာဘယ်လောက်ကြာမှမလို့တနေ့လောက်တော့ကြာမယ်ကိုကြီးတနေ့လေးတောင်ကြာမှာအေးလေကိုကြီးရလဲဟာနင်းရလေဟာဟိုရှမ်းပြီပဲလေဖြစ်သေးတယ်ပြီးတော့နေ့ဆိုတော့နင်းတယောက်တည်းအဆင်ပြေပါမလားဟာတယောက်တည်းမဟုတ်ဘူးလေညီမလေးကောင်းလေးနဲ့သွားမှာဟဲ့နင်းကောင်းလေးနဲ့အေးလေဒါဆိုရင်တနေ့နီးပါသူနဲ့နေနဲ့တူတူရှိနေမှာပေါ့အလုပ်ထဲမှာတော့တူတူရှိမှာပေါ့သူ့အလုပ်မှာလူလို့ညီမလေးကိုလှမ်းခေါ်တာအဲ့ကြောင့်ညီမလေးကလိုက်သွားမှာဟာမဖြစ်နင်းဘယ်နဲ့ဟာနင်းမင်္ဂလာလည်းမဆောင်ရသေးဘူးလဲမထက်ရသေးဘူးနော်ယောက်ျားလေးနဲ့မိန်းကလေးတယောက်နှစ်ယောက်ကဒီလိုမျိုးနေဝေးမှရှိနေတာငါလည်းစိတ်မချဘူးအကယ်၍များဟာဟိုငါမျက်ဝယ်မှာနင်းတို့တခုခုကြံမယ်လို့အော်အဲ့အတွက်ဘာမှတွေးဘူးနဲ့ဒီလိုပြောလိုက်မယ်မလုပ်ပါနဲ့ host မလုပ်ပါဟာမင်းနာပြောင်းနေတယ်တကယ်ပြောတာလေနင်းအဲ့လိုသွားပြောလို့ဟိုကောင်လေးကယောက်ျားလေးဖြစ်တော့ရှက်ပြီးရရင်ပို့ဆုံးပါဗောဟာနင်းကလေမိန်းကလေးမာယာတောင်းရတယ်ပညာသားပါပြောတာနင်းပညာတတ်မဟုတ်ဘူးလားဟုတ်တယ်လေငါပြောပြမယ်ယောက်ျားလေးဆိုလက်သေးနဲ့တဲ့အမျိုးနော်အကယ်များလူလစ်လို့နင်းခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုဒီကောင်လက်သေးလာပြီခေဆိုရင်နင်းတခုံးနဲ့ပြောဘယ်လိုပြောထုံးလို့ပြောလိုက်ထုံးဆိုတာဗာလဲမလုံးနဲ့ဒါပဲလေပညာသားပါကိုပညာတတ်လေဟာနင်းကလေဟုတ်မလားအကယ်များ तू ကအဆင့်တိုးပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုလက်သေးလာပြီခေဆိုရင်ထုံးလည်းမရတော့ဘယ်လိုပြော SCOP stop ဩရက်ဒါပဲရှင်းနော်ဟုတ်မမေနော်အဲ့တိုင်းပြောဟုတ်အဲ့ဆိုတော့မနော်အေးတော့ဂီးလဲဆိုင်အောင်နော်ဟုတ်ကိုဟုတ်ကိုရောက်ဖုန်းဆက်အောင်ဟုတ်အေးဒါဆိုလိုက်တင်နေရတယ်ညီမတယောက်ရှိတယ်မလွယ်တာဘာဒီခိုးစားနင်းနေကိုစားနေတာဟဲ့ငါ့အိမ်နဲ့ငါဘာလို့ရင်းကိုစားမှာလဲလို့ဤရော你下地我等你叫那你把家里，ဟုတ်တယ်လေ别你没有啦，မနေ့ကပြောင်းတောင်းအဲ့ဒါမှဟဲ့ဘုံတော်မစဘူးကြည့်သား你别个လေးခေါ်လားမလေးကလေးပေါ့မွေးစားလိုက်တာလားဖေးရလားညီမလေးဝမ်းနဲ့လွယ်ပြီးမွေးထားတာဒါမှငါညီမဟေးဟုတ်လေဟဲ့နင်းအပြူလေးဘယ်လိုဘယ်ကောင်းလေးရတော့ညီမလေးကောင်းလေးနဲ့ဟိုလေးကိုရှမ်းပြီးခေါ်ရတဲ့ကောင်ဟုတ်တယ်ငါထင်တယ်ဒီကောင်လည်းသိရမယ်လို့အဲ့ကြောင့်နင်းကသိချာသိမေးလိုက်တယ်လေကျော်ရဲ့ကိုကြီးတင်နေတယ်ပြောရမယ်လေဘယ်လိုပြောကိုကြီးကတင်ချတင်လိုက်တယ်လေညီမလေးရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုလက်တရရင်ထုံလို့ပြောဟုတ်တယ်လေညီမလေးရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုလက်တရရင် stop လို့ပြော stop ဟုတ်တယ်လေဒါပေမဲ့ညီမလေးကောင်လေးကအပေါ်ရောတစ်ချိန်နဲ့လက်တရရတာလေအဲ့တော့ဘယ်ရမလဲညီမလေးကကိုကြီးတင်နေတိုင်းပြောလိုက်တာပေါ့ဘယ်လိုပြောလိုက်လဲ don't stop မရက်တော့ဘူးပေါ့ဟာ